ဆက်ပြီးတော့ထုတ်ပတိုင်းကန်တော်မင်္ဂလာကိုတွားလိုက်ခဲ့ပါတယ်ဖအံကိုလာမယ်ဆိုလို့ရှိရင်အကောင်းဆုံးကတော့ကိုကကိုဆိုင်ကနဲ့ပဲဒီဖအံမျိုးကိုလေဘက်တာအကောင်းဆုံးပါဘာကြောင့်လဲဆိုရင်အိုးဝင်ငားမယ်ဆိုလို့ရှိရင်တရက်ကိုအနည်းဆုံး3သိန်းကနေစပြီးတော့ပေးရပါတယ်ရှင်လေဘက်တဲ့နေရာတွေကလည်းတနေရာနဲ့တနေရာမဝေးဘူးပေါ့နော်တစ်ဆက်သေးတွေပဲတချို့နေရာတွေဆိုလို့ရှိရင်တကယ်လို့ကိုကကိုကဲမထောက်လို့မှမပြရတဲ့နေရာတွေရှိရဆိုလို့ရှိရင်ဒေသခံတွေကိုမေးပြီးတော့တွားလို့ရတယ်လမ်းညွှန်ဆိုင်ဖို့တွေလည်းရှိရပေါ့နော်ဘာမှမခက်ခဲပါဘူးရှင်ညီမတို့ကတော့မန်လေးကနေဖအံအထိကိုပိုင်ဆိုင်ကနဲ့ပဲလာတယ်ဖအံမှာလည်းကိုပိုင်ဆိုင်ကနဲ့ပဲလေဘက်ခေရဖြစ်တဲ့အတွက်ကြောင့်မို့လို့ခရီးစေးကလည်းလုံးဝတက်တာခဲ့ပါတယ်ရှင်ညီမတို့လည်းမသိတဲ့နေရာကြီးဆိုရင်မေးစမ်းပြီးတော့သွားတာပေါ့နော်ဒါကတော့ထွတ်ပတိုင်းကန်တော်မင်္ဂလာကိုရောက်ပါပြီဒီထွတ်ပတိုင်းကန်တော်မင်္ဂလာကလေစတုတီတာအချိန်ပြည့်ကျွေးရပေါ့နော်ညီမတို့ကတော့ဒီစတုတီတာမစားဖြစ်ခဲ့ပါဘူးဒီကန်တော်မင်္ဂလာမှာလာပြီးတော့ငါးစာကျွေးပါတယ်ရှင်ဒီကန်ကြီးကလေလုံးဝအကျယ်ကြီးပဲပြီးရင်ရေလေးရဆိုရင်စိမ့်နေရပဲပေါ့နော်အေးလေအေးချမ်းနေညီမတို့လဲတဲ့အချိန်ကခီးတော့ဧည့်သည်တွေများတဲ့အချိန်ဆိုတော့ကြတော့လေတက်ခုကန်တွေကတော့အများတန်းပိုကင်ပြည့်နေရပါတော့တကယ်လို့လာမယ်ဆိုလို့ရှိရင်တော့တက်ခုကန်ကိုကြိုတင်ပုံငယ်ချိပြီးမှလာဖို့အကြံပြုချင်ပါတယ်ပြီးရင်သူကဒီနေရာမှာငါးစာလေးတွေရောင်းတဲ့ဟာလေးရှိရပေါ့နော်ဒီပါမောအကြီးတစ်လုံးမှာ2500ပဲရှိရဈေးလေးတန်နေပေါ့နော်ညီမတို့လည်းဒီထွတ်ပတိုင်းဒီကန်တော်မင်္ဂလာမှာငါးစာကျွေးတယ်ဒီကန်ဘက်မှာတပုံလေးပါလေးရိုက်ပေါ့နော်အဲ့လိုမျိုးလေးနဲ့လဲဘက်ခဲ့ပါတယ်ရှင်အာဝလေးတွေကလည်းအများကြီးပဲဒါမဲ့ဒီသူတို့ကတားချေရတိလာပွားမို့တွေပါဆိုလုံးဝမစားအောင်တော့ကျမတို့လည်းဒီငါးကန်မှာငါးစာကျွေးပြီးတော့ပေါ့နော်ပြန်လာခဲ့တယ်ဒါကတော့စိုက်ကယ်စတန်မှာစောင့်နေတဲ့အာဝလေးတွေပေါ့နော်တူတူလေးတွေအရန်ချစ်ဖို့ကောင်းတယ်လူလည်းတအားကိုရှင်တာပါထုတ်ပတိုင်ကနေပြီးတော့ကျမတို့စတန်ကိုဆက်သွားခဲ့တယ်ပေါ့နော်ထုတ်ပတိုင်ကနေပြီးစတန်ကိုသွားရင်ဆိုလမ်း2လမ်းရှိတယ်နောက်လုံးတွန်ကြားလမ်းကနေလာတဲ့လမ်းရဲ့ပြီးတော့ဒီထုတ်ပတိုင်လမ်းရွာလမ်းတွေကနေပြီးသွားတဲ့လမ်းရှိရပေါ့နော်ကျမတို့ကတော့နောက်လုံးတောင်ကြားလမ်းကနေပြီးတော့ပဲဆက်လာခဲ့တယ်ပေါ့နော်တနေရာနဲ့တနေရာလေးတည်လဲဆက်နေတဲ့အတွက်ကြောင့်မို့လို့လမ်းပြောက်မှာလုံးဝပူစရာမလိုဘူးတကယ်လို့လမ်းပြောက်သွားရဲဆိုရင်တော့မှဒေသခံတွေကိုမေးလို့ရှိရင်ရောက်တယ်ဖအံမျိုးကိုသဘောကျတဲ့ချက်ကလေးဘယ်နေရာကိုကြည့်ကြည့်ပဲရှုတော့ကြည့်ကြည့်ပေါ့နော်လုံးဝလှတာရှုခင်းလေးတွေကလည်းအသေးမိုက်တယ်ဒါကကျမတို့သွားတဲ့ချိန်ကစောင်းနှင်းချိန်ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ဒီစောင်းနှင်းဖိုက်လေးကိုတမျိုးရတယ်ပေါ့နော်မိုးရင်းဆိုရင်တော့ဘီဝကတော့တော်တော်လှမယ်ကွာဒါပေမဲ့လို့လေဒီတောင်တက်တဲ့နေရာမှာသွားရလာတဲ့နေရာမှာတော့အခက်ခဲလေးရှိမယ်လို့ထင်တယ်ကားနဲ့ဆိုတော့အဆင်ပြေရပေါ့နော်ဒါပေမဲ့ကျမတို့ဆိုင်ကယ်နဲ့ဆိုတော့မိုးရင်းဆိုရင်တိတ်အဆင်ပြေလောက်မယ်လို့တော့မထင်ဘူးပေါ့နော်ဒါကတော့စတန်ကူကိုရောက်ပါပြီရှင်ဝင်လိုက်တဲ့နေရာမှာတော်တော်လေးကိုမိုက်တာပါစတန်ကူကိုတွားလို့ရှိရင်လမ်းက2လမ်းရှိပါတယ်ပထမတစ်လမ်းကစတန်ကူထဲကနေပြီးတော့ဖြတ်ပြီးအပြန်ကျမှလှေစီးပြီးပြန်တဲ့လမ်းမှာဒုတိယတစ်လမ်းကကြတော့အသွားရောအပြန်ကိုကလှေစီးပြီးတော့တွားရတဲ့လမ်းပေါ့နော်ကျမတို့ကဒီကူထဲကနေဖြစ်ရှင်တဲ့အတွက်ကြောင့်မို့လို့ပထမလမ်းကိုယူလိုက်ပါတယ်ကူထဲကနေပြီးအသွားကိုတွားပါမယ်တွားတဲ့အချိန်မှာဖက်နှက်ပါတစ်ခါလေးယူသွားရပါမယ်ဘာလို့လဲဆိုအပြန်ကျရင်လှေစီးပြီးတော့တစ်ဖက်လမ်းကနေပြီးပြန်လာမှဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်စတန်ကူကဝင်ရမှာကအမြင်ရှောက်မယ်ဆိုရင်မိနစ်20လောက်ရှောက်ရပါတယ်ပုံမှန်ရှောက်ရည်ဆိုရင်တော့နိုင်ဝက်လောက်တော့ရှောက်ရပါတယ်ကူဝမှာကလေးကတေးထားတဲ့ဖရားတွေကတော်တော်လေးကိုတက်ပေကြီးညိုရပါတယ်ရှင်ဒီစတန်ကူတွေကိုဝင်မယ်ဆိုရင်တခုတတိထားမှာကအသက်ရှူကျက်တဲ့ယောဂမျိုးရှိတဲ့လူဒါမှမဟုတ်လို့ရှိရင်ပန်းနိုင်ချက်ရှိတဲ့လူမျိုးဆိုရင်တော့နည်းနည်းတတိထားရပါမယ်ဘာလို့လဲဆိုလို့ရှိရင်ကူကနက်လို့ပါပြီးကြရင်ဒီကူထဲမှာကလင်းတို့တွေအရန်ပိုးပါတယ်လင်းတို့ပိုးတဲ့အတွက်ကြောင့်မို့လို့လင်းတို့ချီရည်လေအနံ့ကတော်တော်ကိုစိုးပါတယ်ရှင်ဒီကူအတွင်းထဲကိုရောက်လေဒီအနံ့လေးနည်းနည်းလေးပို့ပြီးတော့ဆိုးလေးပေါ့နော်ဒီကူထဲမှာတော့ဒီမီးတွေတော့ပေးထားပါတယ်မီးအလင်းအောင်လေးလည်းရှိပါတယ်ရှင်ကျမတို့သွားတဲ့အချိန်တုန်းကတော့ဒီကူတွေကနေဖြတ်တဲ့လူတွေများတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်အဖေါ်တွေအများကြီးနဲ့သွားရတဲ့အတွက်ကြောင့်မို့လို့ဒီနောက်ထပ်အထွက်ပေါက်ကိုရောက်လို့ရောက်သွားမှတော့မသိခဲ့ဘူးပေါ့နော်မိနစ်20လောက်ရှောက်လာပြီးလို့ရှိရင်ကူထွက်ပေါက်ကိုရောက်ပါပြီဒီကူထွက်ပေါက်မှာကနေပြီးတော့မှလှေလေးစီးပြီးတော့ပြန်တဲ့လမ်းကိုပြန်ရမှာပေါ့နော်ပြန်တဲ့အချိန်ကြလို့ရှိရင်ဒီလှေကတစ်စီးလုံးကိုငှားရတာပါ2ယောက်ပဲလာလား3ယောက်ပဲလာလားတစ်စီးလုံးငှားရတာပါတစ်စီးကို1200ပေးရပါတယ်ပြီးရင်အဓိကကဒီဆက်ရကူမှာပေါ့နော်ကူပြီးလို့ရှိရင်နာမည်ကြီးတဲ့နေရာကဒီကြောက်ဆောင်ရဲ့ရေအောက်ကနေပြီးတော့ဖြတ်သွားရတဲ့နေရာပေါ့နော်အဲ့နေရာကိုလူတော်တော်များအဓိကလာပြီးတော့လာကြတာပေါ့နော်ဒီလေသမားလေးတွေကလည်းဒီဆက်နဲ့မောင်းတာမဟုတ်ဖ ೇನೆ ပေါ့နော်ဒီလော်တဲ့နဲ့ပဲလက်နဲ့ပဲလှော်ကြတာပါတချို့ရေကြတော့လေဒီကူရဲကိုမဖြစ်နိုင်တဲ့အတွက်ကြောင့်မို့လို့လက်လျှောက်ပြီးမသွားနိုင်တဲ့အတွက်ကြောင့်မို့လို့လှေနဲ့ပဲဒီကြောက်အောက်ကနေပြီးတော့လာတယ်ပြီးလို့ရှိရင်ဒီကြောက်အောက်ကပဲပြန်တယ်ပေါ့နော်အဲကြလို့ရှိရင်သူကအသွားတစ်ခါအသွားစေးတစ်ခါအပြန်စေးတစ်ခါဆိုပြီးတော့နှစ်ခါပေးရတာပေါ့နော်နှစ်ခါကုန်တာပေါ့နော်ကျမတို့ကြတော့ကူတွေကနေဖြတ်ပြီးတော့အပြင်ကျမလှေစီးရဲဆိုတော့တစ်ခါပဲကုန်ခဲ့ပါတယ်ရှင်မနေ့တစ်ပိုင်းလုံးလဲပတ်ပြီးတော့ကြတော့ကျမတို့ဘိုက်ကလည်းစာပါပြီရှင်အဲ့တော့ဒီဖအံမျိုးမှာနာမည်အကြီးဆုံးနော်တရားကင်းရိုးရာဆိုင်ကိုကျမတို့သွားစာမှာဖြစ်ပါတယ်ရှင်လိုက်ခဲ့ကြအောင်နော်နေ့လည်စာကိုနော်တရားကင်းရိုးရာဆိုင်မှာသွားစာပြုတ်ခဲ့ပါတယ်သူ့ရဲ့ဆိုင်လေးစာလေးကကမော့ကစင်ရွာတဲ့ဘုန်းကြီးကျောင်းနဲ့မဲဆောင်းတိုးလေးမှာရှိပါတယ်
ကရင်အစားအစာကိုကြိုက်တယ်ဆိုလို့ရှိရင်ဖအံရောက်ရင်ဒီနော်တရားဆိုင်လေးကိုတွားဆကြည့်ဖို့အကြံပြုပါတယ်ရှင်သူ့ဆိုင်ကလေဟင်းတွေကမီနူးတွေကတော်တော်လေးကိုစုံတာပါဈေးနှုန်းလေးတွေလည်းအတင်းတင်းနေပါအရသာလည်းတော်တော်လေးကိုစားလို့ကောင်းတာပါကျမတို့ကတော့တလဘောဟင်းရီကိုပဇွန်နဲ့တပွဲမှလိုက်ပါတယ်ပြီးရင်ဖားကိုအချောက်ဆက်ကြော်ကိုတပွဲမှလိုက်တယ်ပြီးရင်မြင့်တုပ်ကိုတပွဲမှလိုက်ပါတယ်သူ့ဆိုင်ကလေစားတဲ့သူတွေအရန်များတဲ့အတွက်ကြောင့်မို့လို့နည်းနည်းတော့စောင့်ရပါတယ်ရှင်ကိုကကရင်အစားအစာလေးကြိုက်တယ်ပြီးလို့ရှိရင်ထိထိမိမိနဲ့စားချင်တယ်ဆိုရင်တော့ဒီဆိုင်လေးကမဖြစ်မနေကိုစားကြည့်တဲ့ဆိုင်လေးမှာပါပါတယ်ရှင်သူ့ဆိုင်ကချပေးတဲ့ငပိထောင်းနဲ့ငပိဖြော်ကိုတော့ကျမတော်တော်လေးကိုကြိုက်တာပါအဆက်စားတဲ့ကျမတော်မှလက်မြောက်ရှုံးပေးရတဲ့ထီကိုဆက်တာပါရှင်တာလဘောဟင်းလေးကလည်းအရန်ကိုအရသာရှိတာမစုံဆိုလို့ရှိရင်၈កောင်လောက်ပါမယ်ထင်တယ်သူကတပွဲကို၈ထောင်ပဲပေးရတယ်ခရူးနဲ့ဆိုရင်တော့9ထောင်ပဲပေးရပါတယ်ရှင်မြင့်တုပ်လေးကလည်းပင်စင်းလေးနဲ့အုပ်ပြီးတော့ဆက်ဆက်ကလေးတုပ်ထားတဲ့အတွက်တော်တော်လေးစားလို့ကောင်းတယ်တပွဲကို3000ပဲပေးရပါတယ်ဖား60ကျော်ကလည်းတပွဲမှာ1100ပဲပေးရပါတယ်အပြင်သားကျွတ်ကလေးနဲ့အတွင်းသားအီလေးနဲ့အရန်စားလို့ကောင်းတာပါလက်ရအနေနဲ့ရောဈေးနှုန်းပိုင်းရောတန်ရှင်းမှုပိုင်းရောဘာမှပြောစရာမလိုတဲ့ဆိုင်လေးပါကျမတို့ကထမင်းတယောက်တစ်ပွဲကိုမလောက်လို့လိုက်ပွဲတစ်ပွဲပါထပ်ပြီးတော့မှားထားခဲ့ရပါတယ်ရှင်ဟင်းပွဲ3ပွဲနဲ့ထမင်း3ပွဲကိုစုစုပေါင်း2000ခွဲပဲပေးခဲ့ရပါတယ်ရှင်ဈေးနှုန်းလည်းအရန်တန်ပြီးတော့အရသာလည်းအရန်ကောင်းတဲ့ဆိုင်လေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဖအံကိုရောက်ခဲ့မယ်ဆိုလို့ရှိရင်ဒီဆိုင်လေးကိုတစ်ခေါက်လောက်တွားကြည့်ဖို့အကြံပြုပါတယ်ဗီဒီယိုကအရန်ရှင်းနေပြီဖြစ်တဲ့အတွက်နောက်ဗီဒီယိုမှာပဲပြန်တွေ့ကြမယ်နော်အဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ရှင်